Hello အားလုံးပဲမင်္ဂလာပါဒီနေ့မှာတယောက်တည်းမုံဟင်းကချက်စားပါမယ်အသေးစိတ်မဟုတ်ပါဘူးဒီဦးနဲ့ပဲတယောက်စာချက်စားမှာဖြစ်ပါတယ်အဲ့တော့ဒီနေ့ဝင်းကချက်စားမယ်ဆိုပြီးတော့ဈေးဝယ်လာတယ်$20ပေးလိုက်ရတယ်မုံဟင်းကဘူးက 4.5ပေးတော့ပါတယ်ဈေးတွေကတော့မမှတ်မိတော့ပါဘူးပေးတော့ပတ်အောင်ပေးတော့ပါတယ်ပြီးတော့ငါဖေးကြော်ဝဲလာတယ်ဖေးချက်ဖို့ပြီးတော့ဒီမှာဆိုင်မှာရိုးရမုတ်ဖက်ရောင်းနေအစင်တက်မယ်ရိုးရမုတ်ဖက်ရေနွေးလေးနည်းနည်းရေနွေးပူလေးထည့်ထောလိုက်ရုံနဲ့ပြီးတော့နန်းပေးမပါမဖြစ်ရုပ်ပြီးမုတ်တို့နံပြာရီတို့ကအိမ်မှာရှိပြီးသားတော့ဆောက်ချက်မယ်အရန်နေတဲ့အိမ်က heavy cooking လောက်မခံနိုင်မဲ့သူတို့ကနားလည်မှုလေးနဲ့တစ်ခါတလေ electric ဒီလိုပေါင်းအိုးလေးတစ်ခါမှဒီအိုးနဲ့မုံဟင်းကမချက်ဘူးဒီနေ့စမ်းပြီးချက်ကြည့်မယ်သဘူးစာပဲဆိုတော့စင်ပြေမဲ့ထင်တာပဲနော်အရင်ဆုံးလက်ဆေးလိုက်အောင်လောက်စားတတ်ရင်တော့စားရတယ်ပေါ့နော်မဟုတ်ရင်တော့မစားရပါဘူးအနီးနားမှာလည်းမြန်မာဆိုင်ကမြန်မာဆိုင်ဆိုတာကလေကုံဆောင်ဆိုင်လိုမျိုးပေါ့နော်မြန်မာထမင်းဟင်းဆိုင်တော့မဟုတ်ဘူးတစ်ခါပြေးကြရင်တော့သူတို့ဆိုင်ကမြန်မာထမင်းဟင်းလေးတွေတင်ပေးတယ်ဟုတ်ဘိုး what do you want no this is mohinga not your cat foodဘူးအတန်လေးသူ့ရဲ့ကြောင်စာအဆိုဘူးထင်ပြီးတော့အိမ်မှာမွေးထားတဲ့အိမ်ရှင်မွေးထားတဲ့ကြောင်နှစ်ကောင်ရှိတယ်။ဒီကောင်ကတော့ကျမဖဲထဲမှာအိတ်နေ။ငါဖေးကြောပါငါဖေးကြောဘူး။ဦးနဲ့အခါလေးချက်ပြီးတော့ချက်မယ်။ဒါလေးတို့ကကြော်ထားပြီးသား။ဒီငါဖေးစုပ်ကြောတဲ့။ကြော်ထားပြီးတော့ဆိုတော့ခဲနေတော့စုံတယ်။အမေဆိုင်တခြားဟာမပါလို့ရတယ်။နည်းနည်းမလေးရအောင်ထည့်တယ်။အားမမှုံလေးဖြစ်နေတယ်။ဟိုကနည်းနည်းမင်းကြိုက်တဲ့အဖက်ပါပါတယ်။ဒီနွေးဆိုပါပြီနွေးဆိုပြီးတော့နွေးဆိုပြီးတော့ဒီမှာစီတက်မုံဟင်းကအနှစ်ကိုခါရဲလောင်းထည့်ပါမယ်โอเคခံလို့ရတဲ့အနေထားလေးဆိုရင်โอเคထည့်မယ်ပြောအတောင်းလိုက်တယ်ခင်းလေးကငါအနှစ်ထုံလေးခါတိုင်းဆိုရင်ငါစီတက်အနှစ်ပို့ပြီးတော့တက်ဝယ်ပြီးတော့ထည့်လေးရှိတယ်ပေါ့နော်တခြားဝယ်ပြီးပါနော်အဲ့ဒါဆိုမိုးကအိုးကတ်တဲ့မိုးဒီအိုးကလည်းနည်းနည်းလေးအိုးကတ်တဲ့အမျိုးလေးဆိုတော့
ဆေးပြီးတော့တင်ထားပါမယ်နာမည်ရပါပြီခင်းရီအိုးလေးမီးပြန်ဖွင့်ထားပါတယ်ဘုံဘုံခင်းရီအိုးကအရန်ကိုအိုက်ပုံစံဒီလိုမျိုးလေးနဲ့ပဲနည်းနည်းနှင်းပြီးတော့တင်ရမှာဟုတ်ပြီခင်းရီနည်းများအိမ်ကအမေတွေခေါ်တယ်လို့ဆိုရင်ဟင်းကြောက်တယ်အခုကျုပ်ပြုတ်ပါမယ်ကျုပ်ပြုတ်ဖို့ရေနွေးနဲ့မိုက်ခရိုဝေ့ထဲမှာပဲထည့်ပေးပါမယ်မိုက်ခရိုဝေ့ထဲကိုထည့်ပါမယ် DIY နေတော့ကြည့်တာဒါမျိုးလေးတေချာပြုတ်တဲ့ဝေ့ရှိတဲ့အိုးကဟင်းချလိုက်ပြီရေနွေးကပို့ပြီးတာပါမယ်ညမနဲ့စားတခါလေးပို့ထားမယ်ပါမယ်ခိုင်တယ်ဘေးကိုလည်းပြုတ်ပြီးတော့ထည့်လိုက်ပြီးငဖယ်တွေလည်းကောင်းကောင်းချက်ပြီးတော့ဟင်းကြီးရတာဝင်သွားတော့ပြီဟင်းကြီးကလည်းအတန်တင်တော်တော်လေးဆူဆူပွက်ပွက်လေးဖြစ်သွားပြီပေါ့နော်အဲ့လိုဆိုတော့ဟင်းကြီးအိုးကတော့ ready ပဲYeah.